မေတ္တာကိုခြေခံထားလို့ဟောကြားခဲ့ရာကိုယ်စိတ်နှလုံးသုံးပါလို့ရင်ကျဲလို့သိမ်မွေရာကံသုံးပါဆောင်ထိန်ရာအနန္တမေတ္တာရှင်မြတ်ဗုဒ္ဓရဲ့သာသနာတော်ပါကျွန်တော်တို့ရဲ့ဘာသာကျွန်တော်တို့ရဲ့သာသနာမေတ္တာကိုခြေခံထားလို့ဟောကြားခဲ့ရာကိုယ်စိတ်နှလုံးသုံးပါလို့ရင်ကျဲလို့သိမ်မွေရာကံသုံးပါဆောင်ထိန်ရာအနန္တမေတ္တာရှင်မြတ်ဗုဒ္ဓရဲ့သာသနာတော်ပါရမြဲလာတဲ့လူဘဝမှာကြုံကြိုက်ခဲ့ဒီသာသနာတန်တရားကလွတ်လန်းညွန်ကြားလမ်းပြမြတ်ဗုဒ္ဓရဲ့ဒေသနာဝိတ္တဝဥခိုင်လို့နာကြကြပါဒါနတွေပြုကြပါသီလတွေဆောင်ကြပါဝိပဿနာတရားတွေပွားများကသာတန်တရားကလွတ်ကင်းရမဲ့ဖို့နိဗ္ဗာန်အရောက်သွားကြပါ